ကြီးတဲ့ချမ်းသာတွေခရိုနီတရေသမီးနဲ့လက်ထက်တော့မေဆိုတဲ့အေဂျင့်မှာအခုချိန်မှာတော့အနုပညာလောကရဲ့ကအနုပညာရှင်တွေဟာအပြိုင်ဆိုင်မင်္ဂလာဆောင်နေကြတာပါဒီထဲကမှအခုတခါမင်္ဂလာသတင်းကြားရတာကတော့အေဂျင့်မောင်ပဲဖြစ်ပါတယ်အလက်တော်သတင်းတွေရှာကတော့အေဂျင့်မောင်ဟာအနုပညာလောကရဲ့ကမဟုတ်တဲ့ခရိုနီတရေသမီးတယောက်နဲ့လက်ထက်တော့မေလို့ပြောလာတာဖြစ်ပါတယ်အင်တာနက်ပေါ်မှာလည်းအေဂျင့်မောင်နဲ့လက်ထက်တော့မေအမျိုးသမီးလေးရဲ့ပုံရိပ်ကပြန့်နှံ့နေရပါအဆိုပါမျိုးသမီးလေးဟာရုပ်ရှင်မင်းသမီးတယောက်လိုချောမောလာပပြီးတော့ချစ်စရာကောင်းတာကိုလည်းမြင်တွေ့ရပါတယ်ဒါပြင်ဒိတ်ဒိတ်ကျဲချမ်းသာကျဲဝါတဲ့ခရိုနီတရေသမီးတယောက်ဖြစ်တယ်လို့လည်းသိရတာပါအခုချိန်မှာတော့သူတို့နှစ်ယောက်ဟာချစ်ကြိုက်နေကြတာမျိုးမဟုတ်ပဲသူတို့နှစ်ယောက်ကိုအေဂျင့်မောင်ရဲ့မိခင်ကြီးကိုရိုင်းကသဘောတူနေတာဖြစ်ပါတယ်ဒီသတင်းကြောင့်လည်းအေဂျင့်မောင်ရဲ့ပရိသတ်တွေအထူးသဖြင့်မိန်းကလေးပရိသတ်တွေအသက်ကွဲနေရတာပါအေဂျင့်မောင်ဟာတားလိမ့်မာလေးတူဖြစ်ကမိခင်ကြီးနဲ့ညီမလေးကိုလှုပ်ကြွေးနေတာဖြစ်ပြီးအခုချိန်မှာတော့မိခင်ကြီးကအတင်းသဘောတူထားတဲ့ခရိုနီတရေသမီးလေးနဲ့လက်ထပ်ရဖို့ရှိနေတာဖြစ်ပါတယ်ပရိသတ်တရားရောဖန်ကယ်လေးနဲ့အေဂျင့်မောင်ကိုသဘောတူကြလားဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။အပိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။